Okay ဒီ video file လေးကကျွန်တော်တို့ Messenger မှာစကား video ကိုခေါ်တဲ့အခါမျိုးတွေမှာကျွန်တော်ရုပ်မကြည့်တာမျိုးတွေတစ်ခါတလေဖြစ်တတ်တယ်နော် line ကောင်းနေတဲ့ဒါနဲ့ကျွန်တော် Facebook new feed တွေ video တွေကြည့်တဲ့အခါမှာ line ကောင်းနေတဲ့ဒါနဲ့ Messenger video ကိုခေါ်လိုက်ရင်အပြန် line မကောင်းတဲ့ဟာမျိုးတွေဖြစ်တတ်တယ်အဲ့လိုချိန်မှာကျွန်တော်တို့line ကောင်းနေရင်းနဲ့ line နဲ့ကောင်းတယ်ရုပ်ကြည့်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အရာလေးကိုပြောပြပေးတော့မှာဖြစ်တယ် Okay ပထမဦးစွာကျွန်တော်တို့ Messenger application တွေဝင်လိုက်ပါပြီးသွားရင်ကျွန်တော်တို့ကိုနဲ့စကားပြောမယ်လူတစ်ယောက်ကိုကျွန်တော်ဖုန်းခေါ်လိုက်ပါဖုန်းခေါ်လိုက်ပါမယ်ခဏလေးဒီတောင်းနာလေးမှာအစလေး30ရှိတာဖြစ်တယ်အစလေး34ကိုနှိပ်လိုက်ပါ Media data for HD ဆိုတဲ့ဟာကိုကျွန်တော်တို့ဖွင့်လိုက်ရင်ကျွန်တော်တို့ဝါနေတဲ့ရုပ်မကြည့်မလင်ဖြစ်နေတဲ့ကျွန်တော်ရဲ့ video call ရုပ်တက်ကကျွန်တော်ကြည့်တော့မှာဖြစ်တယ်အားလုံးကိုကျေးဇူးတင်ပါတယ်